တာလီစွာပါခင်ဗျာအားလုံးမင်္ဂလာပါလို့နောက်ခါဆက်တာပါတယ်ဒီနေ့ချီချုံနေကြတဲ့အားလုံးမိတ်ဆွေတွေအနေနဲ့အလေခရီးသွားရတာကိုကျင်းနေတဲ့သူတွေပါကြလားကိုကနေပြီးတော့မှဘလို့ပုံစံတွေဘလို့တင်နဲ့ကျွန်တော်တို့ကအလေခရီးကိုသွားရတာကျင်းနေတဲ့တာလေခင်ဗျာအားမလေးရေးလာလို့ကွမ်မန်ရေးလာပြီးတော့ရတာဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့ဒီနေ့မှာအလေခရီးကိုသွားတဲ့အခါမှာတယောက်လေးသွားတာလားဒါမှမိန်းသားစုနဲ့သွားတာကျင်းသလားအဖွဲအစည်းနဲ့သွားရတာကိုကျင်းသလားခင်ဗျာဒီနေ့မှာမိတ်ဆွေတို့အနေနဲ့အလေခရီးသွားမဲ့အခါမှာဆိုလို့ရှိရင်တော့အဖွဲ့အစည်းနဲ့သွားတဲ့အခါမှာဆိုရင်တကယ်ကောင်မှပြိုးစရာကောင်းပြီးတော့မှဟုတ်လားမိတ်ဆွေတို့ရဲ့ဒီနေ့မှာအတွေ့အကြုံတွေတရားနဲ့တရားအတွေ့အခိုခြင်းမတူတဲ့အတွေ့အခိုတွေကိုလေရရှိနိုင်မှာဖြစ်ပါတယ်โอเคဒါဆိုလို့ရှိရင်ဒီနေ့မှာမိတ်ဆွေတို့အနေနဲ့အလေပတ်ခရီးကိုချန်နေတဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့မိတ်ဆွေတို့ကိုဒီနေ့မှာမိမိစ조사ရဲ့စ조사တယ်လို့အလေပတ်ခရီးကိုလေးပဲဖရီးလိုက်ပါခွဲရတယ်လို့ကိုယ့်ရဲ့ဝင်ငွေလေးပိုင်ဆိုင်နိုင်တဲ့အခွင့်အလမ်းပဲဖြစ်ပါတယ်အဲ့ဒါကတော့မိုက်ဆွေတို့အနေနဲ့ SCM မှာစ조사မယ်ဆိုလို့ရှိရတော့မိမိကနေပြီးတော့မှဝင်ငွေလေးရမယ်ဒီလိုအလေပတ်ခရီးစေတွေကိုလည်းပဲဒီနေ့မှာမိုက်ဆွေရဲ့အဲ့ထိကတပြတ်တစ်ချက်မှာထစ်စေရမလိုဘဲနဲ့ကိုကသွားဖရီစားဖရီတောက်ဖရီအားလုံးဖရီလိုက်ပါနိုင်တဲ့အခွင့်အလမ်းပဲဖြစ်ပါတယ်ခင်ဗျတကယ်လို့မိုက်ဆွေကနေပြီးတော့မှဒီနေ့ဒီဗီဒီယိုကိုကြည့်ချုံနေကြတဲ့မိုက်ဆွေတွေဆိုလို့ရှိရစိတ်ဝင်စားတဲ့ဆိုလို့ရှိရတော့လာရောက်စစ်တွေမင်းများလို့ရတာဖြစ်ပါတယ်ကိုကိုတိုင်းအလေပတ်ခီးကိုဘလို့ပုံစံနဲ့ကြက်လေခင်ဗျမိုက်ဆွေတို့က live စတိုင်နေနဲ့ဘလို့ပုံစံကြက်တာလေးဆိုတာလေးပဲအောက်မှာလေးပဲကွမ်မန်လေးရေးသွားပေးလို့ရတယ်ဒါမှကိုယ့်ရဲ့ရှိနဲ့ကိုယ့်ရဲ့စနီးနေနဲ့ပျော်ရွှင်တဲ့ဘလို့ပုံစံတွေသွားရှက်တာလေးမိုက်ဆွေတို့ရဲ့ live စတိုင်အတိုင်းဒီနေ့မှာတကယ်ကိုမှမိုက်ဆွေတို့ရဲ့အဲ့ထိကတပြတ်တစ်ချက်မှပေးစရာမလိုဘဲနဲ့ကိုကိုတိုင်းဖရီလိုက်ပါနိုင်တဲ့အခွင့်အလမ်းပဲဖြစ်ပါတယ်ဒါကြောင့်မလို့မိတ်ဆွေတို့အနေနဲ့စိတ်ဝင်စား